စိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူဘာဦးစံဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပီးထက်ကြောက်စာတွေရှားဝင်ထက်ကငြိမ်ချမ်းမှုနဲ့လင်းလာတော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့တွေရဲ့သမိုင်းများအလေတမ်းပါဒီပါကနမူနာမကန်လို့ခေါ်မျိုးရရာဇဝင်များချက်မြောက်ရကနဦးမူလာအစကြော်စောရကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါ